အချစ်ကစီးတစ်ခွက်လိုကုသပေးနိုင်သလိုအစိတ်တစ်ခုလိုလေလူကိုတီးစေနိုင်ပါတယ်ဒီနေ့မှာတော့ North Star Entertainment ကထွက်ရှိထားပြီးနမင်ကျော်မင်းသမီးချောလေးနှစ်ယောက်ဖြစ်တဲ့ဂျန်နာနဲ့ဂျင်းနီတို့အထက်ကတရုပ်ဆောင်ထားတဲ့ Poisonous Love GL Series ရဲ့အပိုင်း1ကိုတင်ဆက်ပြီးသွားမှာပါတစ်ဖက်မှာကချမ်းသာပြီးလိုချင်တာမသမျှရအောင်ယူတတ်တဲ့စိုးပေပေမင်းကလေး Pat ဂျန်နာနဲ့နောက်တစ်ဖက်မှာကအေးအေးဆေးဆေးနေတတ်ပြီးစီကန်းကြီးတဲ့ဆရာဝန်မလေးဒေါက်တာပရင်စီနီတို့ပဲဖြစ်ပါတယ်ဇလန်းဆဆချင်းမှာဖတ်တရက်ပွေရှုပ်တဲ့လူနေမှုပုံစံနဲ့သူ့ရဲ့စိတ်ကူးရင်ဆန်တဲ့အချီရင်းတွေကိုပြသသွားပါတယ်ဖတ်တာအချစ်ကိုကစားစရာလိုသဘောထားတဲ့သူပါဒီနေ့မှာတော့အချင်းဒီတစ်ခုကြောင့်ဖတ်တယောက်ဒေါက်တာပရင်စီနီနဲ့စတင်တွေ့ဆုံခဲ့ပါတယ်ဖတ်ကဒေါက်တာပရင်စီနီကိုမြင်မြင်ချင်းသဘောကျသွားပါတယ်အရန်ဆွဲဆောင်မှုရှိတဲ့မင်းကလေးပါလားဆိုပြီးသဘောကျလိုနေပါတယ်ဒီနေရာမှာဖတ်ရဲ့အစ်စ်ထဲမှာငါ့ကိုဂယုမဆိုင်တဲ့ဒီဆရာဝန်မလေးကိုရအောင်ညှို့ယူမယ်ဆိုရဲ့စင်ချော်မှုစိတ်တကြစတင်ဝင်လာပုံကိုအသားပေးပြတာထားပါ၏ဇလန်ရဲ့အရှိန်ဟုန်ကိုမြင့်တင်မှုဖတ်နဲ့ဆရာဝန်မလေးကြားက chemistry မိတဲ့အခန်းလေးတွေကိုလည်းပရိသတ်တွေစိတ်ဝင်စားကြကြည့်ရှုရမှာပဲဖြစ်ပါ၏အစိတ်လိုပြင်းထန်တဲ့အချီမျိုးလားဒါမှမဟုတ်ကုသပေးမဲ့ဆေးတစ်ခွက်လားဆိုလားဝေခွေးမရအောင်ရိုက်ကူးထားတဲ့အခန်းလေးတွေကိုလည်းကြည့်ရှုရအောင်ပါအပိုင်း1အဆုံးမှာတော့ဖတ်တယောက်ဆရာဝန်မလေးနောက်ကိုတကောက်ကောက်လိုက်ဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်းနဲ့သူတို့နှစ်ယောက်ကြားကရှုပ်ထွေးတဲ့ပတ်သက်မှုကဘယ်လိုဆက်ဖြစ်မလဲဆိုတာရင်ခုန်စရာခြံချခဲ့ပါတယ်။ကဲဖတ်တယောက်ဆရာဝန်မလေးရဲ့နှလုံးသားကိုအစိတ်ခတ်နိုင်မလားဒါမှမဟုတ်သူကိုယ်တိုင်ပဲအချစ်အစိတ်မိသွားမလားဆိုတာနောက်အပိုင်းတွေမှာဆက်ကြည့်လိုက်ရအောင်နော်